ရမြင်းလက်နဲ့ပြန်လာမယ်အဆင့်လားငါတထေးတွေအများကြီးမြင်မှုပါတယ်ဟာအဲ့လောက်ကြီးတော့ဟုတ်မနေပါဘူးအဲ့ဒီဖွားရတာလားမမလေးမြင်းအဆင့်နဲ့ဒီမှာဘာအားလားချောင်းရတယ်ငါသားအဲ့ရှိုးဆိုတဲ့ဟာမကိုလိုချင်တယ်မဟုတ်လားရအောင်သာယူစမ်းတချပြီနော်ချငါသားချလားချမင်းကိုလေရတနာဆိုင်ကတထဲသမီးရွှေဦးကိုခိုးရလို့ဆိုကျမတို့မျိုးရိုးစစ်စစ်ထိမ့်သိမ်းလာတယ်အထက်တန်းစားသွေးတွေထဲမှာဒီလိုကောင်မျိုးကိုလုံးဝအဝင်မခံနိုင်ဘူးလက်ထက်စာချုပ်မှာတရားဝင်လက်ထပ်ပြီးလို့ရွှေကိုမင်းမဖြစ်ပြီးသွားပြီကျောင်းကျမကောင်အိုးအင်းကြီးရှင်တို့ရဲ့ခမေးခမဲအသက်ဆက်လေးမိကျင်ရောက်နေပြီလေနင်တို့လိုအဆင့်တန်းမျိုးနဲ့မတက်မရမိုးပေါ်လာတက်မှန်းနေအောင်ခွေးကြိုက်တာတဲ့နားတယ်ဟဲ့ထွက်သွားအကောင်လုံးတန်းစီပြီးတော့ထောင်ထဲထဲပလိုက်မိန်းကလေးကလည်းအပြိုပြန်ဖြစ်လာတော့မှမဟုတ်တယ်ဘာလဲပြောနေလဲတန်းစားကောင်တဲ့အောင်အဲ့ဒီတန်းစားနစ်သမီးကလိမ့်တော်ထားတာနေတော့လေတန်းစားပဲအဲ့တော့လေတဆုံးဂျိုင်းပြလို့ကောင်းသွားတာပေါ့အဲ့ဒီမိသားစုအားလုံးကိုအမုန်းချင်ပြစ်စိတ်မရှိရဟာဒါတော့မိုင်းပါတော်သူဘာကြီးကြောက်ခံမယ်အဲ့ဟာမအောင်နင့်ကိုယူခိုင်းတာလေနှိမ့်စဖို့သူတို့ဇန်းတင်တဲ့သမီးကိုငါသားယူနေတဲ့ဆိုငါပြကျင်တာလိုချင်တာငါအမောင်ရုံမှာသွားတယ်မင်းတို့ပြီးသားဆိုငါဒီတက်မချေတက်မတဲဘူးဟာတော့တက်ပြည့်ရတနာဆိုင်ကြီးကမင်းတို့ဖက်မှာပြစ်ကြီးကမထိန်သိမ်းနိုင်နဲ့အမိုက်မှာယူရောမယ်သမီးရဟိုကြီးအမိုက်ကံကြောင့်ဆုံလာရတဲ့သူတွေဟာကံကုန်သွားပြီဆိုရင်ဖြင့်ခွဲခွာကြရတာပါပဲဒီလောကကြီးထဲမှာအားလုံးကခဏတာလာတဲခိုကြတဲ့ကံဧည့်သည်တွေပါပဲ